မင်္ဂလာပါဒီတစ်ပုဒ်ကတော့ယောက်ျားတွေလည်းကိုဒုက္ခနဲ့ကိုတဲ့ဒါနဲ့များတောင်ဟောဒီတတ္တလောကကြီးမှာဒီလောက်အားကြီးပြီးအရေးပါတဲ့မိန်းမတွေဟာဘာကြောင့်များအားနွမ်းနေတယ်လို့တဆင်နှိမ့်ကြနေတယ်လို့ယုံညံ့နေတယ်လို့ကာချာတွေကပုံဖော်ထားကြပါတလဲဗျကျွန်တော်ကတော့ယောက်ျားတွေဟာမိန်းမတွေထက်မြင့်မြတ်တဲ့အကြောင်းတဆင်မြင့်တဲ့အကြောင်းကိုကလိမ်လုံနေပါတယ်လို့ဆွဆွဲသူတွေကိုသဘောမတူပါဘူးတကယ်တမ်းယောက်ျားတွေဟာသူတို့ကိုသူတို့မိန်းမတွေထက်ပိုနှိမ့်ကြတယ်လို့နေပြတတ်ကြယုံတတ်သားဖြစ်ပါတယ်ယောက်ျားတွေမှာလည်းတန်းတူမရပဲဆုံးရှုံးရတဲ့အရာတွေအများကြီးရှိပါတယ်စစ်ဖြစ်တဲ့မိန်းမတွေလို့မဟုတ်ဘူးယောက်ျားတွေစစ်မှုထမ်းရတယ်သေဖို့နီးတဲ့အလုပ်ပါတင်ပေါ်နှစ်တဲ့ယောက်ျားတွေနေခဲ့ရတယ်သေမဲ့အလုပ်ပါပဲနောက်ဆုံးဥပဒေကအစမိန်းမတွေကိုပဲအများဆုံးကာကွယ်ပေးထားတာဒါပေမဲ့ကျွန်တော်တို့တန်းတူအခွင့်အရေးဆိုပြီးမအော်ပါဘူးတန်းတူအခွင့်အရေးလို့အော်တာကကိုယ့်ဘာသာကိုနှိမ့်ချနေတယ်လို့ယူဆလို့အော်တာဗျအဲ့လိုအော်တာကပဲအခက်မသိရင်အော်တဲ့သူကိုနှိမ့်ချသွားစေနိုင်တယ်ယောက်ျားတွေမှာအောက်တန်းကြတယ်လို့အများကသတ်မှတ်ထားတဲ့အရာတွေအများကြီးရှိတယ်။တဘောဟာတရားကြီးကတော့မျိုးဆက်ပြန်ပွားဖို့တခုတည်းကိုရည်ရွယ်ပြီးဖို့တတ်တော်ဝါတွေအပေါ်ပို့ပြီးတော့အက်တစ်ဖြစ်တဲ့လိန်စိတ်ကိုထည့်ပေးလိုက်တာပါပဲ။ဒါပေမဲ့ယောက်ျားသားတွေဟာဆွဲဆောင်မှုရှိတဲ့မတတ်တော်ဝါကိုမြင်နိုင်အလိုလိုဖြစ်ပေါ်ရတဲ့လိန်ဆက်ဆံလိုစိတ်ကိုတစ်သက်လုံးမလွဲမရှောင်သာပိုက်ထားကြရပါတယ်။ဒီတာဝန်ဟာဘယ်လောက်ထိကြီးတယ်လို့ထင်ပါသလဲ။တာဝန်ကြီးသလိုဒုက္ခလည်းအင်မတန်ကြီးပါတယ်မထိန်နိုင်ရင်ဘဝပြည့်စည်တဲ့အကြောင်းတရားထဲမှာယောက်ျားတွေရဲ့သေသားဆန္ဒဟာနံပါတ်1အန်ဒီရဲ့အကြီးမားဆုံးဖြစ်ပါတယ်ဘယ်လောက်ထိကြီးလဲဆိုတော့ကမ္ဘာပေါ်မှာအဖြစ်များဆုံးမှုခင်းတွေထဲမှာမဒိန်မှုတိုက်ငယ်မဒိန်မှုလူသက်မဒိန်မှုလူကုန်ကူးနဲ့လိန်ကျွံပြုမှု sexual assault ပုံစံမျိုးစုံတို့ကထိတ်ဆုံးမှာရက်တည်နေတဲ့အပြင်ကမ္ဘာစီးပွားအဖြစ်ဆုံး business industry ထဲမှာ porn industry, sex doll manufacturing နဲ့ prostitution တွေကမိမ့်ကြီးပြုံးနေတာကိုကြည့်ချင်းအပြင်ယောက်ျားတွေရဲ့ sexual design ကိုသူတို့ကကြတော့သေသားဆန္ဒလေးတဲ့လားဆိုရုံလောက်နဲ့သွားရှုပ်လို့မရဘူးဆိုတာသိစေချင်တာပါအရက်စကားနဲ့နှိမ့်ချပြောရင်နှာဘူးကြတယ်တနာထန်နဲ့ပေါ့ဗျာအဲ့ဒီနာဘူးစိတ်တနာစိတ်လို့ပြောကြတဲ့လိန်စိတ်ကဘယ်လောက်ထိဖုံးပြရခက်လဲဆိုရင်သူ့ကိုလုံးဝရိုက်ချိုးစွန့်ပယ်နိုင်ချိန်မှာအာတော်ကုန်ခန်းရဟန္တာတွေဘာတွေတောင်ဖြစ်ဖို့တော်တော်ကြီးနီးစပ်နေပါပြီအ ਨੇ ဆုံးအနာခံလောက်တော့ဖြစ်မှရမှာဗျအဲ့ဒီတော့တဘာဝအလျောက်မျိုးဆက်ပြန်ပွားစေဖို့လိုအပ်တဲ့စိတ်ဆန္ဒတစ်ခုကိုခံဆောင်ထားကြရတာကြောင့်အနေအထိုင်တစ်ချက်တတိလက်လွတ်သွားတာနဲ့အောက်တန်းစားလို့အပြောခံရမယ့်အခြေအနေမျိုးအောက်မှာယောက်ျားတွေလည်းနေကြရတာပါပဲ။ဖြစ်ရလေရဲ့တနာယူရှင်နှာဘူးထားကျင်တာကိုများငါတို့ကနားလဲပေးရမှာလားဆိုရင်ကျွန်တော်တို့ဘယ်ယောက်ျားလေးမှဒါတဘာဝမို့နားလဲပေးပါလို့မပြောခဲ့ကြဘူးဆိုတာကိုသတိရပါ။မဒိန်းကောင်ကိုဖမ်းနေရလေယောက်ျားလေးချင်းမို့နားလဲမပေးဘူးဖမ်းမှာပါပဲ။တရားသူကြီးကလည်းယောက်ျားလေးချင်းမို့ရှော့ဖို့မပေးပါဘူး။ထောင်သားချင်းချင်းဆိုလို့ရင်တော့ယောက်ျားလေးချင်းမို့မညာပါဘူးဒါမျိုးကောင်ထောင်ထဲရောက်လာလို့ကတော့ဝိုင်းကျိတ်ပြီးသားပါတဘာဝကပေးတဲ့တာဝန်ကိုထမ်းထားရတာသက်အဲ့ဒီတဘာဝကို abuse လုပ်ပြီးတစ်ဖက်သားကိုနာကျင်စေတဲ့အတွက်ကြခံရမယ့်ပြစ်ဒဏ်ကသက်ပါပဲဆိုတော့ခါတဏှာသားကောင်သေသားဆန္ဒပြင်ပြတဲ့ကျွန်တော်တို့ယောက်ျားသားတွေဘာလို့ရပါသလဲဟုတ်ကဲ့ထင်ရပါတယ်လူပြိုဖော်ဝင်ချိန်ကစလို့24နာရီ9ရက်ပတ်လုံးအသက်80မကမသေးခင်အချိန်အထိနားရက်မရှိချိုးနှိမ်ဖိနှိပ်ထိတ်ချုပ်ထားရပါတယ်ကိုလည်းထိန်းရတယ်စိတ်ကိုလည်းထိန်းရတယ်လက်ကိုလည်းထိန်းရတယ်နှုတ်ကိုလည်းထိန်းရတယ်မျက်စိကိုလည်းထိန်းရပါတယ်အမူအရာကိုလည်းထိန်းရပါတယ်အချင်းချင်းကိုလည်းထိန်းရတယ်တချို့ကတိတ်အထင်းသိမ့်မတက်တော့ဟန်ပြတ်တယ်အမူအရာနဲ့မျက်စိအထိပါတတ်တယ်
ယောက်ျားလေးချင်းချင်းဆိုဒီအထိကရိုင်းတယ်လို့ပဲသတ်မှတ်ရုံအပြင်ခေါ်တော့ကြည့်ဆောင်းနာဘူးဆဲဆိုပြီးနှင်ရုံလောက်ပါပဲနှုတ်အထိမထိမ့်သိမ့်နိုင်တဲ့ကောင်တွေကြရင်ပါဇက်တရမ်းနဲ့အောက်တန်းစားလို့စသတ်မှတ်ပြီးအဲ့ဒီရက်မှအထက်ဆိုရင်တော့ဥပဒေကလူမှုပတ်ဝန်းကျင်အရာပါထိတ်တိုက်ရင်ဆိုင်ကိုကျိုးနဲ့ရတော့မဲ့တနာယူအောက်တန်းစားနှာဘူးလေးတွေပေါ့ခက်တလားမင်းရင်တဘာဝကိုချိုးနှိမ်ဖုံးပြရတာခက်တာပေါ့ဘယ်လောက်ခက်လဲမေးလို့ရှိရင်မိန်းကလေးတွေကတဘာဝပါတွင်တွင်အော်ပြီးယောက်ျားလေးတွေအပေါ်လွတ်လွတ်လပ်လပ်ကျူးလွန်နေတဲ့တဝန်တိုတာပြဿနာရှာတာရစ်တာစိတ်ကောက်တာချုပ်ချယ်တာအရွက်တိုက်တာမျိုးတွေမလုပ်ပဲထိန်ချုပ်ရတာထက်တော့အပုံကြီးပိုခတ်ပါတယ်။ကွာသွားတာကယောက်ျားလေးကမလုပ်တဲ့ကိစ္စဆိုရင်ဘယ်လောက်ပြင်းထန်တဲ့သဘာဝဖြစ်ပါစေထိမ့်တဲ့နဲ့ထင်လို့ရှိရင်ရအောင်ထိမ့်ပါတယ်။မထိမ့်နိုင်တဲ့ကောင်ဆိုလို့ရှိရင်အချင်းချင်းပြန်နှိပ်ကွက်ပြီးတော့ထိမ့်ပါတယ်။မိန်းကလေးတွေကကြတော့သဘာဝကိုအကာအကွယ်ယူတယ်စိတ်အလိုကိုပဲလိုက်တယ်။ယောက်ျားလေးတွေကသူတို့ကိုတီးခံလိုက်လို့ရမယ့်တောင်းရှိကိုရှိတယ်လို့ပဲတစ်ထက်ချတွတ်ထားပြီးတော့မှဘယ်လိုစိတ်ခံစားချက်မျိုးကိုမှမထိန်နိုင်ဘူးထိန်လဲမထိန်ပါဘူးတဲ့ဟုတ်တယ်နော်